ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ် Barmy Stars channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ပျောက်တာရက်ဗနေရပြုတ်သွားတယ်ကျွန်တော်တို့ဒီတော်တော့မရတော့ဟိုမတွေ့ဆုံပြုတ်ဗျာကျွန်တော်ပြသဘောပေါက်လားခင်ဗျာ Bro Blood နဲ့ကျွန်တော် Trazo နဲ့လည်းမတွေ့ဆုံပြုတ်ဒီနေ့မှပြန်တွေ့ဆုံခင်ဗျာလည်းစိုင်နဲ့လှုပ်ရှုပ်နေချိန်မှာဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်တို့ရဲ့အဓိကအထူးဧည့်သည်ပေါ့ဒေါက်တာချက်ကြီးပေါ့သူ့နာမည်ကျေးဇူးတင်ပါတယ်ဒေါက်တာချက်ကြီးဆိုရင်ဗျာဆရာဝန်တယောက်တော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ character ပုံစံဖန်တီးပေးတာပေါ့ခင်ဗျားရဲ့တစ်ချက်ရှိုးလိုက်ပါပြိတ္တတွေဒေါက်တာချက်နဲ့ချက်ကြီးပေါ့ဒေါက်တာချက်ကြီးစိတ်ကူဝေမဲ့လူဟုတ်တယ်ဒါကတော့ကျွန်တော်တို့ရဲ့ဒုတိယ guest တယောက်အနေနဲ့ဒီ channel မှာပြန်လဲပါဝင်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်ဒီ channel ပြန်ပေါ်လာတယ်ဆိုပေမဲ့ကျွန်တော်ပေးချင်တဲ့ message တချို့ကြံနေသေးတယ်ဗျအဲ့ဒီအတွက်တောင်းအဲ့ဒီအတွက်ဗျာပြောစရာကြံနေသေးတဲ့အတွက်ဆဲစရာလေးလည်းကြံနေသေးတယ်အဲ့ဒီအတွက်ကျွန်တော်ပြန်ပေါ်လာတာပေါ့ဒီတိုင်း regular အဲ့လိုမျိုးနေ့စဉ်လိုမျိုးပုံမှန်ပြန် run မဲ့အနေထားမျိုးတော့မဟုတ်ဘူးဗျာကျွန်တော်တို့လည်းမအောင်ပြောချင်ဒါပေမဲ့ဒါကျွန်တော်ရဲ့အရင်ဆုံးသူတို့ကဒီဒေါက်တာချက်ကြီးကဘယ်လိုပြောမလဲကျွန်တော်ရဲ့ channel ကိုပြန်ပြီးတော့ join ချင်တယ်ဗျာသူလည်းကျွန်တော်တို့ပြိတ္တပေါ့ခင်ဗျာနည်းနည်းမိတ်ဆက်ပေးလာဒေါက်တာချက်ကြီးခင်ဗျာဘယ်ရတယ်ဘယ်ညောဆက်ပြပေးလိုက်မှန်တယ်ကျွန်တော်တော့မန်းလေးရပါတော့မန်းလေးကနေကျွန်တော်ဒီဘက်ထိရောက်ကျွန်တော်လာတာပေါ့ဗျာထွက်ပြေးခဲ့တာပေါ့ပြောမယ်ဆိုရင်တော့ယူသားပြောမယ်ဆိုထွက်ပြေးတာပေါ့ဗျာတာဆန်တဘောမျိုးပဲဆိုဒိုးခဲ့တာပေါ့အဲ့ဒါပါနည်းနည်းဘို့ဘယ်လိုလဲဆိုတော့အဲ့လိုပေါ့ကွာအခြေအနေတွေကဘာဆိုကမောက်ကမကြီးပဲသိမလားကမောက်ကမကြီးဖြစ်တော့မင်းဘာလဲညာဘာလဲဆိုတာမသိတော့ဘူးလေအခြေအနေတစ်ခုမှကျော်အဲ့တော့အကုန်လုံးကမောက်ကမပြတော့ငါတို့လည်းဒီဘက်ထွက်ပြေးတာဒါကထုံးစံပါပဲဒါပေမဲ့ဘာတာဆန်နေတဲ့နေရာမှာဆိုတော့တာဆန်ပုံစံမဟုတ်ကွာဒါခင်ဗျာပထမဆုံးဆိုပေမဲ့ဒုတိယ guest ပေါ့ဗျာကျွန်တော်တို့ဒီ channel ရဲ့ဒါပေမဲ့ခင်ဗျာကျွန်တော်တို့ဆက်သွယ်ခဲ့တာဗျာသူလည်းမကြသေးခင်ရမယ်ဒါပေမဲ့ကျွန်တော်တို့ channel ပြန် run ဖြစ်မယ်နည်းနည်းသူလည်းဘူးသူတာနည်းနည်းရှိရဆိုတော့နိုင်ငံရေးနဲ့ပတ်သက်တော့တော့ပြန်ညဝေချင်လို့ပါဗျာသူကကျွန်တော်တို့ထက်လက်တွေ့ထွက်ပြေးလာတော့နိုင်ငံရောက်လာတဲ့ကောင်ပေါ့အဲ့နည်းနည်းစတင်လိုက်ကြရအောင်ဗျာအခုကဲအင်းတို့စီစားကျွန်တော်နာမည်ကတော့ဖန်တာပါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်ကတော့ Barmy Stars ရဲ့ founding father second ပေါ့ကဲကျွန်တော်ဒီနေ့အခုတကူတကဖြစ်တဲ့အကြောင်းရတော့ဗျာ Trazo urgent meeting ဆိုတော့ကျွန်တော်အခုကလေယာဉ်မျက်စိလာခဲ့တော့ပေါ့အမှကျွန်တော်တို့ရဲ့ဒီနေ့တဘောလောက်ရအောင်နဲ့ဘာလို့ဆို black ကမဟုတ်ဆို location တော့မှ location black ကတခြားပြည်နယ်ရောက်နေဆိုတော့လေလက်မဟုတ်ဆိုတော့ကျွန်တော် location တော့မှအခုကြိုးကြောင်နေရပါဗျာဟုတ်တယ်ဒါတော့ set တော့မလုပ်ဖြစ်ဘူးဒါတော့ကျွန်တော် visual location လေးပေါ့ဗျာဒါကတော့ဒေါက်တာချက်ကြီးရဲ့ location ကိုရောက်နေပါဗျာဒေါက်တာချက်ကြီးကိုလာတွေ့ရင်လည်းမိတ်ဆက်ပါညာတရာကလောက်ပြီးတော့ focus ရိုက်မလားလို့ချက်ကြီးပြော okay ရိုက်အောင်လဲချက်ကြီးကလည်းပြီးတော့ပြဿနာကသူကညီမလုံးဝ real experience ပေါ့ထွက်ပြေးလာတဲ့လူတယောက်ဆိုတော့သူကကျွန်တော်တို့ရဲ့ပရိသတ်တယောက်လည်းဖြစ်ခဲ့ပေါ့ခင်ဗျာလည်းနားတော့ခင်ဗျာကျွန်တော်ရဲ့ channel နားတော့ဖာရီရတယ်ဟုတ်ဘာရလဲဆိုဟိုလူငယ်ဆိုတော့လူငယ်ဆန်ဆန်ပြောတယ်သိရမလားလူငယ်ဆန်ပြောလို့ဆိုတော့ဒါဟိုရိုင်းတာလည်းပါမယ်ဆဲတာလည်းပါမယ်ဒါပေမဲ့ကြိုက်တယ်ဆိုတော့ဘာလို့ဆိုကိုရီးယားအမှန်တရားပြောနေသိရမလားဟိုတစ်ခါဖောင်းတာလည်းရှိမယ်ဟိုဒါပေမဲ့လက်ခံတယ်ကျွန်တော်ပြောချင်တာကျွန်တော်ဒီမှာဆဲနေဒါပေမဲ့ခင်ဗျားနဲ့အပြင်မှာတွေ့တဲ့ experience ဘယ်လိုရှိလဲခင်ဗျားတို့ကျွန်တော်ဘယ်လိုဆက်ဆံလဲမဟုတ်ဒါကတော့လုံးဝကောင်းတယ်လေကောင်းတယ်ဆိုတော့လုံးဝကြောက်ပါဗျာတကယ်ကြိုက်တယ်ဟိုဒါနဲ့ by the way insider sorry disclaimer နဲ့ချက်ကြီးကကျွန်တော်တို့အသက်ရမ်းကြီးတယ်ပေါ့ကျွန်တော်ဖေလောက်ရှိကျွန်တော်ဖေရွယ်လောက်ရှိတယ်ပေါ့ဒါပေမဲ့အခု border လို့ဆိုတာနေထားပေါ့ဒါပေမဲ့ပြောချင်တာခင်ဗျားကိုဘယ်လိုဆက်ဆံလဲကျွန်တော်တို့ကအဲ့လိုမျိုးရှိတယ်တချို့တွေကကျွန်တော်ကဆဲတာပဲသိတယ်ဗျာဒါပေမဲ့ကျွန်တော်ဆဲတယ်ဆိုတဲ့အကြောင်းရင်းကလည်းတချို့ဟာတွေကမဆဲလို့မဖြစ်ဘူးပြောချင်တဲ့ message တွေကဆဲမောက်တည်းဒါပေမဲ့ဆဲတာတော့မသိတဲ့ကောင်မှရှိတယ်အဲ့လိုမျိုးကြာဘယ်လိုသားလို့လဲခင်ဗျာစဉ်းစားကြည့်ဗျာအဲ့အနေထားရှိတော့ကျွန်တော်ပြောချင်တာဆဲမှာဆဲတာတော့အေးရပါနားလေရိုင်းတော့ sorry ဗျာနားလေဒီနေ့ကတော့လူငယ်ထားပေါ့နည်းနည်းပြန်ဆဲဖို့တော့ရှိတယ်ဘာဖြစ်လို့ဆိုတော့မြန်မာပြည်မှာအခုနည်းနည်းခေတ်ဖြစ်နေတဲ့ຢာလေးပေါ့ပထမဆုံးကျွန်တော်စပြောချင်တာဘယ်လိုပြောမလဲအခုရွေးကောက်ပွဲလည်းမကြခင်စတင်တော့မှာဗျာအဲ့အချိန်နဲ့ပတ်သက်အဲ့အချိန်နေနဲ့ပတ်သက်တော့ခင်ဗျားတို့ဘယ်လိုမြင်လဲမသိဘူးဟုတ်တယ်ဒေါက်တာချက်ကြီးခင်ဗျားအသက်ကြီးဆုံးဆိုချက်ရှင်းရလားရွေးကောက်ပွဲခင်ဗျားတင်ပါခင်ဗျားအခုအစိုးရခေတ်ကမျိုး NLD ရောတည်မှာပြည်သူခေတ်ကကြုံခဲ့ဆိုတော့ချက်လောက်ရှင်းပြရတာရွေးကောက်ပွဲလို့ပြောရင်ဘယ်လိုဆို
ခေတ်ဆက်ပေါ့နော်ခေတ်ဆက်မှာဘယ်လိုကြုံလာလဲဆိုရင်တို့ကိုဖြစ်ချင်တဲ့ပါတီပေါ့လူအများစုကကြိုက်တဲ့ပါတီကိုတို့မဲပေးခဲ့တယ်မဲပေးခဲ့တယ်ဆိုပေမဲ့လည်းတစ်ဖက်ကဘယ်လိုဆိုကိုမကြိုက်တဲ့လူကလူနည်းစုဖြစ်မဲ့လည်းတို့စီမှာဘယ်လိုပြောမလဲဆိုလက်နက်ရှိတယ်ပါရှိတယ်ဆိုတို့မင်းလားပါလားလုံးလို့ရတဲ့အနေထားမှာဆိုတို့လှုပ်တယ်ဗမာပြည်နိုင်ငံနေအနေထားအတိုင်းပဲမင်းတိုင်မင်းစားငါတိုင်ငါစားပဲဒါပဲ ဒါပေမဲ့အခုပြောချင်တာဒီအခုရွေးကောက်ပွဲကြတော့ဘယ်လိုထင်လဲမသိဘူး ချက်ချင်းနေတယ်ဘယ်လိုထင်လဲချက်ချင်းနေ ခုရွေးကောက်ပွဲဘယ်လိုထင်လဲဆိုတော့ဘာရှိကိုဖဲကိုချိုးတော့ကိုပဲနိုင်မှာပဲလေ ဟိုဒါမဲ့ဥမှာကွာအခုဖြစ်တာကိစ္စမင်းအောင်လားကိုယ့်ဘာကိုတက်တည်မလားထက်တိုးလိုက်တာပေါ့ဟေး မဟုတ်ပေးချင်တဲ့ message ကွာမင်းအောင်လားသူ့ကိုယ်သူတရားဝင်နေထားတခုပေါ့မဲလိမ်ပြီးတော့တမရစစ်ပေါ့တက်တန်းရှည်တက်တန်းစိုးရှည်ပေါ့သူကိုယ်တိုင်ဖန်တီးတဲ့ရွေးကောက်ပွဲတခုပဲဒါဘာဖြစ်လို့ဆိုအဲ့ဂျားထဲမှာလည်းမအေးလို့ရှိရ PPP မအေးလို့ပါတီမအေးလို့ငါပြောချင်တာမင်းတို့ပါတီဝင်ပြိုင်လို့လည်းနိုင်မှထင်လားစောက်ရှမ်းရှိနေဝင်ပြိုင်နေနဲ့ကြိုတင်ပြောချင်တယ်သိလားမင်းတို့မေအဘတွေပဲနိုင်သွားမှာအလိတကယ်ပြောတာမေအဘတွေပဲနိုင်မှာငါလိအခုငါတို့ရေးကြည့်တာအမေစုရဲ့ကျမ်းမာကြီးအမေစုအခုကျမ်းမာကြီးမကောင်းနော်ဂျားတွေကလည်းမသိငါလုံးမနိုင်ငံရေးဝင်ကယ်တော့မဲ့ထားလို့ဘာလို့မင်းစောက်မင်းမြန်မာပြည်မင်းပါတီနိုင်သွားလဲဝင်ကယ်လဲလီးပဲရမယ်ဝင်ကယ်လို့မရတော့မင်းတခြားမင်းစင်ကယ်ရတော့မရတော့မြန်မာပြည်ရဲ့အခြေအနေမင်းတို့သိစေချင်တယ်မင်းလို့မသိငါလိမြန်မာပြည်အနာဂတ်ဝင်ကယ်တော့မဲ့ပြောင်းလဲပြီးတော့မဲ့ထားလို့လီးပါတီအကုန်လုံးလီးပဲနော်မင်းလို့မင်းကအကုန်လုံးဝင်ပြန်တော့အကုန်လုံးလီးပဲငါပြောချင်တာမင်းတို့စောက်ချက်ရှိလဲတယ်လို့ရနော်လုံးမအဓိကနိုင်ငံရွေးကောက်ပွဲမှာဗာပြောချင်လဲဆိုရွေးကောက်ပွဲကူးလုံးမယ်လှုပ်သူတို့လှုပ်လို့ရတယ်ဘာလို့သူတို့စီမှာသူတို့ရဲ့နေပြည်သူတို့ရဲ့ space မှာတော့သူတို့ဆရာကြီးပေါ့ဆရာကြီးဆိုသူတို့ဗာသူတို့လှုပ်လို့ရတယ်ဒါပေမဲ့အနေထားကဗာလဲဆိုရင်သူတို့လှုပ်တဲ့အနေထားမှာသူတို့ရှင်းပြကိုပဲကိုလန်ချိုးပဲကိုပဲနိုင်မှာပဲဟုတ်တယ်မလားကိုအရင်ချက်ပဲရှင်ရိုက်တက်တက်ချက်စားလို့ရတယ်အဲ့လိုအနေထားအဲ့လိုအနေထားမှာဆိုတော့ဒါချက်ကြီးကျွန်တော်တခုမြင်ချက်ကြီးအနေနဲ့ကွာဥမာခင်ဗျအစိုးရပြောင်းလဲတစ်ခုခန်းစားမျိုးခင်ဗျဒီ NLD ခင်းနဲ့ကြက်ခိုင်ခေဘယ်ခင်ဗျပူနှစ်တက်တော့ခင်ဗျမှာကြီးမြင်လာဆိုဘယ်လိုပြောဆို NLD ခစ်ကတော့လွတ်လက်အသက်ရှူလို့ရတယ်ကွာရှင်းမအသက်ရှူလို့ရတယ်သွားလာလို့ရတယ်ညငါတို့တကောင်သွားလဲကိစ္စမရှိ short မရှိအဲ့ချင်းကငါပြောဆိုရှင်းမ over 30ပေါ့ကွာအေးဆေးပဲတဲ့မှာဒီခစ်မှာမင်းဘယ်သွားမလဲသွားလို့မရဘူးဟုတ်ပါဖမ်းမယ်စီးမယ်ဒီချိန်တယ်မင်းပြန်ရွေးခိုင်းမယ်ဒါနဲ့တော့စောက်အနေထားလေးချက်လောက်အနေထားအဲ့ဒီလုံးလို့ရတယ်ကွာအချမ်းမင်းတရက်သွားတယ်အရှင်းပြောဒေါက်တာအနေနဲ့သွားမယ်ဆိုရင်တရက်ကိုပြီး3-5 000တသိန်းအော်တိုနဲ့အော်တို normal စီးခန်းမှာပြည့်မလို့ဘူးတဲ့မှာဒါပြောပါဦး black ဟုတ် black အေးကျွန်တော်ပြောချင်တာကျွန်တော်လည်းဘယ်လိုပြောကျွန်တော်လည်းကြမ်းခိုင်ခင်မှာနေဘူးတော့ဒါပေမဲ့ကျွန်တော် NLD ခင်တော့မမိလားကျွန်တော် NLD ခင်မှာရတဲ့ချိန်မှာကျွန်တော် American ရောက်သွားဆိုတော့ too late okay အဲဒါကြောင့်ကြမ်းခိုင်ခင်တော့ဘယ်လိုပြောမလဲဆိုအဲ့တော့ကျတော့ဒီအဲ့တော့လို့ဆိုဒီကိုကဒီဘယ်လိုပြောမှာကျောင်းတွေပါရှောက်ဝင်ဆိုတော့ကိုကအဘမြည်ဘသူရဲ့ဘယ်တက်မလို့ရဲ့တာဘသူရဲ့တာဆိုတော့အခွင့်တူးကန်လူရင်းစားပေါ့အဲ့ဒါတက်တက်ရှိပေါ့အဲ့ခေတော့အဲ့လိုလို့ဆိုဒီကျောင်းဆက်မှာမျက်နှာသာပေးရတာနဲ့အဲ့လိုဘောမှာပေးရတော့ basically ဘောမှာပေးရတော့အဲ့တော့တချို့လူတို့တက်ချင်တဲ့အကြောင်းကိုဒီကောင်ကဘူချုံမူကြီးရဲ့ဘသူသားပါညာအဲ့လိုထားလေးရှိတာပေါ့အေးအဲ့လိုခေတ်တွေမှာကျွန်တော်နေခဲ့တော့ကျွန်တော်ပြောပြပေါ့ NLD ခေတ်ကြောင့်ဘယ်လိုပြောင်းလဲသွားဆိုကျွန်တော်သိချင်တော့ပေါ့ကျောင်းနေပါတယ်အကုန်လုံးအဲ့ဒါ NLD ခေတ်တော့ကျွန်တော်တော့မိခဲ့တယ်ဘာဖြစ်လဲဆိုတော့ NLD ခေတ်တော့တင်ယိုညိုးတန်းနေပေါ့တင်ယိုညိုးတန်းတွေကိုသူငယ်တန်းခေကြည့်လာပါလားအနာနေစပြောင်းနေဗျာတဖြည်းဖြည်းစပြောင်းနေပြီအခုဆိုရင်ပါလဲ NLD လောက်ခဲ့တဲ့ပညာရေးစနစ်က12တန်းတိရှိသွားခဲ့ပေါ့ great ဟုတ်တယ်ကျွန်တော်တွေ့ရရှိသွားခဲ့တယ်ပေါ့အဲ့လောက်စလောက်လက်စရှိတဲ့အချိန်မှာဒီတိုင်းပြည်ကသိမ်းပိုက်သွားဗျာအခုဒီဆိုရင်လည်းဆောင်ရွက်ကြာနေပြီ2021ကတည်းကဆိုတော့ဘယ်နှစ်ရှိပြီခင်ဗျားတို့စဉ်းစားကြည့်ဟုတ်တယ်အခုဒီရွေးကောက်ပွဲကလည်းမတမားတဲ့ရွေးကောက်ပွဲကလည်းပြန်ကျင်းပမယ်တေချာတာပေါ့တေချာဒီကောင်တွေပဲတက်ဆုံးရှည်သွားမှာပြောချင်တာအဓိကကျွန်တော်ပြောချင်တာကျန်တဲ့ဂျာပါတီတွေကျွန်တော်ပြောချင်တာမင်းတို့ကရွေးကောက်ပွဲမင်းတို့ကပါလိုက်လို့ရွေးကောက်ပွဲဖြစ်မြောက်သွားမှာကွာပြောချင်တာမင်းတို့ကတရားဝင်ရွေးကောက်ပွဲဖြစ်တတ်မှတ်တော့မင်းတို့ဝင်ပြန်ဒါပေမဲ့ဒီဟာလုံးဝမတရားတဲ့ရွေးကောက်ပွဲကွာအဲ့လောက်မင်းတို့ကစဉ်းစားစေချင်တယ်ဒီကမတရားတဲ့ရွေးကောက်ပွဲလို့ပြောရတဲ့အကြောင်းရင်းတရားဝင်ဖြစ်တတ်မဲ့တော့ဝင်ပြန်မင်းအမေစုဖမ်းခံနေရတဲ့ချိန်မှာအခုဆိုရင်ကျမ်းမာရေးမကောင်းတော့အမေစုကအသက်ကြီးနေပြီနော်
အဲ့အခြေအနေလည်းရှိ NLD ဝင်ပြိုင်တာ